ဟုတ်ဆရာအဲ့ဆိုကျွန်တော်တို့အခုအရန် popular ဖြစ်နေတဲ့အကြောင်းအရာပေါ့နော် ban out ဖြစ်တာ ban out ကကျွန်တော်သိတဲ့လောက်တချို့လူတွေက full time job မှာ ban out ဖြစ်လို့ကိုယ်ပိုင်စီးပွားရေးလုပ်တယ်ဆိုတာအရန်မားရလို့ထင်တယ်အဲ့ ban out ကဘာကြောင့်ဖြစ်လာလဲ ban out ဖြစ်လာပြီဆိုရင်ဘာတွေလုပ်တင်လဲသူတို့ရဲ့ရွေးချယ်မှုတွေလို့မှားသွားမှာဆိုလို့ပေါ့နော်ပထမဆုံးသိအောင်လုပ်ရမှာက ban out ဆိုတာဘာလဲဆိုတော့ကျွန်တော်သိအောင်လုပ်ရမှာပေါ့နော် ban out is not like ဒီကနေ့စပြီးခံစားရတယ်နှက်ဖြန်စပြီးတော့မှ ban out ဖြစ်တယ်ဆိုတာစပြီးသိရတဲ့ကိစ္စမျိုးမဟုတ်ဒါဒီအแทမှာတဖြည်းဖြည်းနဲ့လောင်ကျွမ်းပြီးတော့မှတောက်လာတဲ့မီးတောက်တစ်ခုလို့ကျွန်တော်ပြောလို့ရမှာနော်ဆိုတော့ ban out လူတယောက်လုပ်ငန်းခွင်ထဲမှာ ban out ဖြစ်ဖို့ဆိုတာကတရက်နဲ့မဖြစ်နိုင်ဘူးအနည်းဆုံးသူဒီ2လ3လလောက်မှဒီထဲမှာလုံးဝမပြောရွှင်တော့ဘူးဒီလုပ်ငန်းခွင်ရဲ့ toxic culture ထဲမှာသူဒီနေရတာအဆင်မပြေတော့ဘူးဒီပတ်ဝန်းကျင်ထဲမှာဒီအဆင်မပြေတော့ဘူးဆိုတဲ့အခါမျိုးတွေမှာသူစပြီး ban out ဖြစ်လာတာပေါ့နော်ဒါမှမဟုတ်လဲသူ့ကိုခုနကျွန်တော်အရှိမပြောတဲ့သူလုံနိုင်တဲ့အင်အားထက်ပိုပြီးကျွန်တော်ခိုင်းလာတဲ့အခါမှာသူထမ်းရတဲ့ဝင်တော့ဝင်ဖို့ကသူ့ရဲ့ accountability ခေါ်မှာပေါ့နော်ရဲ့အပြင်ကိုကြော်သွားတဲ့အခါမှာဒါမှမဟုတ်ရင်သူ့ရဲ့ knowledge သူ့ရဲ့သိရှိမှုတက်မြောက်မှုရဲ့အဆုံးအစအပြင်ကိုရောက်သွားတဲ့အခါမှာဒါမှမဟုတ်ရင်သူ့ကိုပေးထားတဲ့ authority လို့ခေါ်တဲ့တာဝန်ပေါ့နော်သူ့ကိုပေးထားတဲ့တာဝန်ဝတ္တရားရဲ့စီးကိုကြော်သွားတဲ့အခါမျိုးတွေမှာစပြီးကျွန်တော်ဒီ ban out ကိုခံစားရတာပေါ့နော်ဆိုတော့လူတယောက် ban out ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာလုပ်ငန်းနဲ့တော့ဆိုင်တယ်နော်ဒီနေ့မှာကျွန်တော်လုပ်ငန်းနဲ့ဆိုင်တယ်ဆိုတော့လုပ်ငန်းရှင်နဲ့ဆိုင်တယ်လို့မပြောဘူးနော်လုပ်ငန်းနဲ့ဆိုင်နော်လုပ်ငန်းဆိုတာက360လုံးကျွန်တော်တို့ပါတယ်နော်ဆိုတော့လုပ်ငန်းနဲ့ဆိုင်တယ်ban out ဖြစ်ဖို့အတွက်လူတယောက်ကို ban out ဖြစ်ဖို့ဆိုတာလုပ်ငန်းကတွန်းပုတ်ပေးလိုက်တာပေါ့နော်ဆိုတော့ပြောချင်တာက ban out ကကျွန်တော်ဒီကနေ့စတဲ့နှက်ဖြန်ဖြစ်တယ်ဆိုတဲ့ဟာမျိုးတော့မဟုတ်ဘူးသူကတဆွေ့ဆွေ့နဲ့လောင်နဲ့မီးပုံစံမျိုးတော့ကျွန်တော်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီ ban out ဖြစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစကားတော့ပြောတင်တယ်ပတ်ဝန်းကျင်တယ်ပေါ့နော်ဘာလို့ရင်ရမလဲဆိုတဲ့ဟာမျိုးပေါ့သူထက်လူချင်းနဲ့တော့၎င်းသူပတ်ဝန်းကျင်မှာရှိနေတော့၎င်းနောက်ဆုံးငယ်ချင်းမိတ်ဆွေပေါင်းတင်ဘာလို့လဲအပြင်မှာရှိနေတဲ့ဒီconsulting ဝင်လို့ရတဲ့သူမျိုးတွေရှိနိုင်တာပေါ့ဒီလိုတွေကျွန်တော်တို့ဒီစကားပြောပြီးတော့မှသူဘာဖြစ်နေလဲဆိုတဲ့ဟာမျိုးကိုသိအောင်တော့လုပ်ဖို့တော့လိုအပ်တယ်ဆိုတော့လုပ်ငန်းခွင်တစ်ခုမှာ ban out ဖြစ်ပြီးဆိုပြီးတော့မှအဲ့ကထွက်ပြီးတော့မှကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ခြားလုပ်ဖို့ဆိုတော့ဒါမဟုတ်ဘူးပေါ့နော်အဲ့ဒါမကန်တဲ့ရွေးချယ်မှုတော့မဟုတ်ဘူးဟုတ်တယ်တော့ပြောလို့ရမှာပေါ့နော်ဆိုတော့ ban out မှာကသူမနိုင်တဲ့ဝင်ကိုထမ်းမိလိုက်တဲ့အခါမျိုးတွေမှာသူမသိတဲ့အကြောင်းအရာတွေကိုလောက်ရတဲ့အခါမျိုးတွေမှာသူယူထားတဲ့တာဝန်တွေထပ်ပို့ပြီးတော့မှလုံနေရတဲ့အခါမျိုးတွေမှာတာဝန်တွေပြီးပြီးတော့မှမသိတာတွေများပြီးတော့မှမလောက်တဲ့မကင်တက်ပဲနဲ့ဖြစ်လာတဲ့ကိစ္စမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ ban out ဖြစ်ပြီဆိုကြတဲ့ဒီလူဒီကိုအရင်ဆုံးရှာဖွေဖို့လိုအပ်တယ်ပတ်ဝန်းကျင်ကိုကျွန်တော်ကသိအောင်ပြောဖို့လိုအပ်တယ်ငါမရတော့ဘူးငါမသိတော့ဘူးငါ့ကိုပြောပေးတခါကြောက်ချင်းကျွန်တော်တို့ကလည်းရှိတတ်တယ်ပေါ့ဒါလေးဆိုလို့ရှိရင်ရရကျွန်တော်လုပ်ပေးမယ်ကျွန်တော်လုပ်ပေးမယ်ဆိုတော့ကျွန်တော် project တွေလက်ခံတယ်ဒါပေမဲ့ကိုယ်မှရှိနေတဲ့ abilities ကိုမသိဘူးကိုယ်တိုင်ကလုံနိုင်ပြီဆိုပေမဲ့လည်းအနောက်မှာကျွန်တော် team နေလို့အဲ့ teams ကလည်းမလုံနိုင်ဘူးဆိုလို့ရှိရင်လည်းဒါကွာအဆင်မပြေနိုင်တော့ဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အနေအထားကိုသိဖို့လိုအပ်တယ်ဒါအောင်မသိဘဲနဲ့ကျွန်တော်ကအရှိကနေဟာလားအခု wine creative ကြီးအောင်မြင်တယ်လို့ပေါ့နော် project တွေတစ်ခုပြီးတစ်ခုဝင်နေတယ်ဆိုတာကလုံနိုင်လို့ဝင်လာတာလေနော်အကယ်၍မလုံနိုင်ရင်ကျွန်တော်တို့ကဒီ productions တွေကိုဒီ creations တွေကိုကျွန်တော်မလုပ်နိုင်လို့ရှင်ဒီ project တွေကဝင်လာကြမရှိဘူးဒါပေမဲ့အမြဲတမ်းဝင်နေဖို့ဆိုတာကလည်းကိုယ့်ရဲ့ဒီ teams တွေကို ban out မဖြစ်သွားအောင်ဝင်တော့ဝင်ဖို့ကြီးတွေဖြစ်မသွားအောင်ကျွန်တော်ကအမြဲတမ်းစဉ်းစားဖို့လိုအပ်တာပေါ့ဟုတ်ကျွန်တော်အဲ့ ban out ဆိုတာအခုလူတော်များများစီမှာကြားနေရပါဘောနော်သူ ban out ဖြစ်တယ်ခုနဆရာပြောလို့ပဲဒီ ban out ရဲ့အဓိကစကားအတိတ်ပဲကိုမသိကြပဲねအလုံးရှုပ်တာတခုရင်းနဲ့ ban out မဟုတ်ဘူးအခုမှဆရာပြောမှတေချာပြန်ရှင်းသွားတာအလုံးရှုပ်တာရောပြီးတော့ तू မသိတဲ့အရာတွေ तू မတက်တဲ့အရာတွေများလာတဲ့အချိန်မှာအဲ့လူတယောက်ကဘာလို့ဘာကမှမသိတော့တဲ့အခြေအနေတခုအဲ့ဒါကို ban out ဖြစ်တယ်လို့ခေါ်လို့ရတာပေါ့နော်ဟုတ်အကြောင်းအရာ၃ခုရှိတာပေါ့ကျွန်တော်တို့က accountability ရယ် responsibility ရယ် authority ရယ်လို့ကျွန်တော်ခေါ်တာ accountability ဆိုတာကခုနပြောတဲ့သူရဲ့လုံနိုင်တဲ့စွမ်းအား
responsibility ဆိုတာကသူ့ကိုပေးထားတဲ့တာဝန် authority ဆိုတာကသူ့ရဲ့လုပ်ပိုင်ခွင့်တာဝန်နဲ့လုပ်ပိုင်ခွင့်နဲ့မတူဘူးတာဝန်ကကျတော့ဒါပြီးဒါတော့မယ်ဒါပြီးဒါဝန်လုပ်အောင်လုပ်ပိုင်ခွင့်ကကျတော့ဒါကိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဒီလောက်ကိုသုံးခွင့်ရှိတယ်ဆိုတော့အခွင့်အာဏာပေါ့နော်ဆိုတော့အဲ့သုံးခုသုံးနာညီနေတဲ့၍ဘယ်တော့မဖြစ်နိုင်ဘူးဆိုတော့အဲ့သုံးခုသုံးနာမညီတော့တဲ့တစ်ချိန်ကြာလို့ရှိရင်လုပ်နေတဲ့သူလည်းဘန်တော့ဖြစ်နိုင်တယ်လုပ်ငန်းအတွက်လည်းရုပ်ဖိမှုတွေများနိုင်တယ်ပတ်ဝန်းကျင်ကိုလည်းထိခိုက်မှုတွေရှိလာနိုင်တယ်ဘာလို့လဲဆိုတော့အရေးချင်းမရှိတဲ့သူကိုလုပ်ပိုင်ခွင့်တွေပေးရတဲ့အခါမှာမလိုအပ်တဲ့ရုပ်ဖိမှုတွေလုပ်ငန်းဝင်ထဲမှာအဲ့ရုပ်ဖိမှုကလုပ်ငန်းရဲ့ငွေကြေးလည်းဖြစ်နိုင်တယ် other resources လည်းဖြစ်နိုင်တယ်လို့သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့အခြားသောသူတွေကိုလည်းလာပြီးတော့မှထိခိုက်ရတယ်ဟုတ်နော်အရေးချင်းမရှိတဲ့သူကိုနေရာတစ်ခုပေးရတဲ့အခါမှာဖြစ်လာတဲ့ပြဿနာဟုတ်ဆိုတော့အတိုင်းပဲတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလောက်ရမယ့်အလုပ်တွေကတော့အများကြီးပဲဒါပေမဲ့ကိုယ့်စီမှာရှိနေတဲ့ကလေးတွေကအဲ့လောက်ထိအရေးချင်းရှိမနေသေးဘူးဆိုလို့ရှိရင်လည်းဒါလုပ်ငန်းအတွက်နစ်နာမှုတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီကလေးတွေကိုဝန်ထမ်းတွေကိုသိအောင်တက်အောင်လုပ်ပေးဖို့ရတဲ့လုပ်ငန်းမှာပြန်ပြီးတာဝန်ရှိတယ်ဆိုတော့အဲ့တာဝန်နဲ့ညီမျှတဲ့ authority နဲ့ညီမျှတဲ့တာဝန်ခံမှုတာဝန်ယူမှုဆိုတဲ့အပိုင်းတစ်ခုလည်းကျွန်တော်ပေးရတာပေါ့နော်ဆိုတော့ခုနပြောတဲ့ accountability responsibility authority ဆိုတဲ့စကားလုံးသုံးလုံးကသုံးနာညီဖို့အတွက်အရန်ကိုရည်ကြီးတယ်အဲ့ဟာသုံးနာမညီတဲ့၍အဲ့လုပ်ငန်းဒီလုံးဝခုနအစမှာကျွန်တော်ပြောတာကိုပြန်သွားကောက်မယ်ဆိုလို့ရှိရင်ဟာလာဒီလူသားဆန်တဲ့လုပ်ငန်းခွင်ဖြစ်လာစရာအကြောင်းမရှိဟုတ်ကျွန်တော်နောက်တစ်ခုသိချင်တာခုနဆရာပြောရတဲ့မှာ။ तू ကအဲ့တာဝန်နေတော့ယူ तू တာဝန်နေတော့ယူနေရတယ်။ဒါပေမဲ့ तू လုတ်ပိုင်ခွင့်မရှိဘူး။အဲ့လိုလူတယောက်မှဆိုရင်ဘန်တော့ဖြစ်လာနိုင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ तू က तू ယူရတဲ့တာဝန်နေဝင်တော့ဝင်ဖို့ရအများကြီး။ဒါပေမဲ့ သူ့ကိုကြောက်လုတ်ပိုင်ခွင့်မပေးထားဘူး။အဲ့လိုဟာမျိုးကိုသူတို့ဘယ်လိုဖြေရှင်းလို့ရမလဲ။ကျွန်တော်ကဒီဝန်ထမ်း point of view อ่ะပေါ့နော်။ဟုတ်။အဲ့ဒါဘယ်သူ့ပုံမှန်မူတည်လဲဆိုလို့ရှိရင်လုပ်ငန်းရှင်ဒါမှမဟုတ်အထက်လူကြီးကြောက်ခုနကိုရောက်ဝင်ကိုတာဝန်ဘယ်သူပေးရလဲ။ဟုတ်ဒီတာဝန်ပေးတဲ့သူပုံမှာတော့မူတည်တာပေါ့နော်ခုနအရှိမပြောခဲ့တဲ့ဟာနဲ့ပဲပြန်သွားချေရမှာဟုတ်နော်လူတယောက်ကိုကျွန်တော်တို့ကလုံနိုင်တဲ့အရေးချင်းရှိတဲ့သူကိုအဲ့ဒီအရေးချင်းနဲ့ညီများတဲ့လုံပိုင်ခွင့်မှာကျွန်တော်တို့ကပေးရတာနော်ဟုတ်ဆိုတော့အဲ့ဒါကိုမပေးဘူးဆိုလို့ရှိရင်လုံပိုင်ခွင့်ကိုတော့သူကစောက်ထားတယ်အလုပ်တော့သူ့ကိုခိုင်းထားတယ်ဆိုတော့အဆင်မပြေနိုင်ဘူးအဲ့ဒါကရေရှည်မှာရေရှည်မှာအဆင်မပြေနိုင်ဘူးအလုပ်ငန်းငယ်နေတဲ့ခါမှာအဲ့ဒါပြဿနာမဟုတ်ဘူးအရန်ကောင်းတယ်လုပ်ငန်းငယ်နေတဲ့ခါမှာလုပ်ငန်းအသေးလေးပေါ့လုပ်ငန်းငယ်နေဒါပေမဲ့လုပ်ငန်းကတဖြည်းဖြည်းနဲ့ကြီးလာတယ်နော်တိုးတက်လာတယ်တိုးတက်လာတဲ့အမြခုနကဒီလုပ်ပိုင်ခွင့်ကြီးကိုကင်ထားတာများရင်ဒီကင်ထားတဲ့သူမှလည်းအခက်အခဲရှိရဒုက္ခရောက်တယ်သူအခက်ကြရင်ဒီလုပ်ငန်းဒီအထက်လူကြီးကိုယ်တိုင်ကဘန်နောက်ဖြစ်လိမ့်မယ်သူကိုယ်တိုင်ကဒီ decentralized လို့ခေါ်တဲ့ပေးတင်ပိတ်ထိုက်တဲ့လုပ်ပိုင်ခွင့်တွေကိုကျွန်တော်တို့အောက်ကိုချပေးရတယ်မဟုတ်ဘူးဆိုလို့ရှိရင်လုပ်ငန်းသည်အရှိမရောက်တော့ဘူးအဲ့နားမှာတန့်သွားနော်ကိုယ့်ရဲ့လုပ်ငန်းကိုကိုကလောဘမရှိတော့ဘူးဒီလောက်နဲ့ကျင်းနေတယ်ဆိုရင်တော့ပြဿနာမရှိဘူးကင်ထားလိုက်မဟုတ်ဘူးဒီထက်တိုးတက်ချင်တယ်ဒီထက်ကြီးဝါးချင်တယ်ဒီထက်မကတဲ့အောင်မြင်မှုတွေကလိုချင်တယ်ဆိုရင်တော့ကျွန်တော်ကမျက်စိမိတ်ပြီးတော့မှဟာလားမိုင်းလည်းမားပလေးစီတော့လုတ်ဆိုပြီးတော့မှလုတ်ပိုင်ခွင့်တွေကိုကျွန်တော်ကအောက်ကိုချပေးဖို့လိုအပ်တယ်ကိုကနေရာတကာဝင်ပြီးတော့မှငားနေတယ်တော့အဆင်မပြေဘူးနော်ဆိုတာလိုက်ထောက်နေမှာကိုရဲအောင်မယ်လို့တလို့ပေါ့နော်အတီးရပြောရမယ်လားဒါအဆင်မပြေဘူးရရှိမှာဒါနော်လုပ်ငန်းအခုမှစနေတဲ့အခါမှာလုပ်ငန်းအသေးတွေမှာကဘာပြဿနာမရှိဘူး centralize ပေါ့နော်ဒါလုတ်ကိုလုံးရမယ် centralize ကလည်းကျွန်တော်မဖြစ်မနေလုံးရမယ်ဘာလို့ဆိုစနစ်တစ်ခုကိုယ့်ရဲ့ core team members ကိုကောင်းမွန်တဲ့အလေးထားတစ်ခုကိုကျွန်တော်ပေးဖို့ဆိုတာ centralize ကနေကျွန်တော်စတာပေါ့နော် centralize ကနေကျွန်တော်စပြီးတော့မှဒီလူတွေကိုတေချာပြီးတော့မှဟာလာကိုယ့်ရဲ့တကယ့်ကိုဘယ်လယုံညာလယုံတွေကိုကောင်းမွန်တဲ့အလေးထားတွေကိုကျွန်တော်ကအိတ်တုံဖာမောက်ကျွန်တော်ကပေးလိုက်ပြီးတော့မှဟာလာသူတို့နဲ့ဒဇင့်အောက်ကိုဒဇင့်ချင်းစီနဲ့လက်ဆင့်ကိုင်းတဲ့ centralize ကနေ decentralize သွားတဲ့ပတ်ဝန်းကျင်တစ်ခုကျွန်တော်ကတိဆောက်ဖို့လိုအပ်တာနော်ဆိုတော့အစမှပြဿနာမရှိဘူးကြီးလာတဲ့အခါမှာအဲ့ဒါတွေကပြဿနာရှိတယ်ဆိုတော့ပြန်ချုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကပဲဖြစ်တဲ့ဒီ environment တစ်ခုကိုတော့ကျွန်တော်တိဆောက်ထားဖို့တော့လိုအပ်တာပေါ့လေကိုယ်လုပ်ငန်းခွင်ထဲမှာဟုတ်ဆရာကပြောသလိုလုပ်ငန်းသေးလို့ရှိရင်တော့ခုနလိုလောက်တာတော့အဆင်ပြေတယ်လုပ်ငန်းပိုကြီးလာလို့ရှိရင်နော်သူကနေအပေါ်ကနေအောက်ထိပါနေလို့ရှိရင်အဲ့လုပ်ငန်းအရှိမရောက်တော့တာဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်လည်းဆရာဟိုတနေ့က
အဲ့တစ်ချက်လေးပြောလိုက်လို့ခေါင်းထဲမှာပေါ်သွားတယ်ပြီးတော့လုံနာအဲ့နေရာလေးမှားနေရပေါ့နော်ဆရာတို့ဒီနေ့ကပြောလို့အဲ့တစ်ချက်လေးတော့ပေါ်သွားတယ်ဒီထက်လုပ်ငန်းကြီးလာမယ်ဆိုဒီထက်လုပ်ငန်းကြီးရဲ့လူတွေအတွက်ကောဆရာဘာပြောချင်လဲဘယ်လိုမျိုးဆိုတော့ဟိုပါလေကျွန်တော်တို့လုပ်ငန်းအသေးမဟုတ်ဘူးပေါ့သူ့အောက်မှာ branch တွေလည်းအများကြီးပဲဒါမှမဟုတ်သူ့မှာ business တွေအများကြီးရှိမယ်အဲ့လိုလူမျိုးတွေကဆိုတော့ကျွန်တော်တို့ဒီ decentralizations လောက်ထားတဲ့လုပ်ငန်းတွေရဲ့ကောင်းတဲ့ချက်တွေလည်းရှိတယ်မကောင်းတဲ့ချက်တွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့မကောင်းတာကောင်းတဲ့အချင်းဝင်လာတယ်မကောင်းတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ decentralize လောက်ထားခြင်းအဖြစ်ကျွန်တော်တခါကြလို့ရှိရင်စံသတ်မှတ်ထားတဲ့စံသတ်မှတ်ချက်တွေကအားနည်းလာတယ်လို့ကျွန်တော်မြင်ရတယ်ပေါ့နော် decentralization မှာခုနအရှိမ centralize မှာတော့ဘဟိုအားနဲ့တောက်လျှောက်ချုပ်ကင်ထားတဲ့အတွက်ကြောင့်မလို့ထက်လူကြီးကဒါမှမဟုတ်လုပ်ငန်းရှင်ကတောက်လျှောက်ချုပ်ကင်ထားတဲ့ကြောင့်မလို့ကျွန်တော်ကစံကရှိနေတယ်သူဖြစ်ချင်တာကိုကျွန်တော်လိုက်လုပ်ကြတာပေါ့နော် decentralize မှာကျတော့အဲ့ဒါလေးကမကောင်းတဲ့အချက်ဖြစ်ကျွန်တော်မြင်ရတယ်ကောင်းတဲ့အချက်ကဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ team members တွေမှာ decision making အားကောင်းလာမယ်ဆုံးဖြတ်ချက်ချနိုင်တဲ့အရေးချင်းတွေတိုးလာမယ်နော်ပြီးတော့ကျွန်တော်ဒီ ownership mindset တွေပေါ့ငါကိုယ်တိုင်လုပ်ရမှဖြစ်ပါလားဆိုတော့ဒီလုတ်တက်ကင်တက်တဲ့အလေးထားတွေပို့ပြီးအားကောင်းလာမယ်လို့တော့ကျွန်တော်မြင်ရတာပေါ့နော်ဒါက decentralize လုပ်တဲ့ကြောင့်မလို့ဖြစ်ရတဲ့ကောင်းတဲ့ချက်လေးတွေပေါ့အဲ့တချို့လုပ်ငန်းရှင်တွေကကျတော့သူလောက်ရကောင်းမှန်းသိတယ်ဒါပေမဲ့မလုပ်ကြအောင်အဲ့ဒါခုနဆရာပြောတဲ့သူတို့ရဲ့ဟိုဘက်တစ်ချမ်းရဲ့ weakness ကိုသူကသိလို့မလုပ်တာလားဒါမှမဟုတ်သူ့ mindset ကြောင့်လားအဲ့ဒါကလောက်ရကောင်းမှန်းလဲသိတယ်မလုပ်ကြဘူးဆိုတာကအမျိုးမျိုးတော့ရှိနိုင်ပါတယ်တခါကြလို့ရှိရင်ကျွန်တော်တို့ကမတန်သေးလို့မလုပ်တာပေါ့နော်မတန်သေးလို့ဆိုတာဒီနေရာမှာအချိန်မတန်တာပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီလုပ်ငန်းခွင်တွေကိုအကြံပေးတဲ့အခါမျိုးတွေမှာပေါ့နော်ရှိသင့်ရှိတိုက်တဲ့အနေအထားတစ်ခု infrastructure ရှိနေပြီလုပ်ငန်းကသူ့မှာရှိနေတဲ့ဟလာခြေလက်အကောင်အကုန်လုံးပြည့်စုံနေပြီဆိုတဲ့အခါမျိုးတွေမှာဒီလိုမျိုး decentralizations ကကျွန်တော်စတင်တာပေါ့နော်ဆိုတော့ဟိုပြောင်းလဲရတဲ့ဖြစ်စဉ်လေးရှိရပေါ့ဖြစ်စဉ်တစ်ခုခုမှာကျွန်တော်ချိတ်ဆက်ပြီးတော့မှဒါလေးလောက်သွားဖို့လိုတယ်အဲ့ state ကိုမရောက်သေးဘူးအဲ့ပြောင်းလဲမှုကိုလောက်အောင်မဲ့ stage မရောက်သေးဘူးဆိုရင်တော့ decentralize လောက်တာကမနိုင်ပြောရင်အရင်မထီအောင်ဆိုတော့အဲ့ဒီအချိန်တစ်ခုတော့ကျွန်တော်စောင့်ဖို့လိုတယ်ဆိုတော့ခုနမတန်သေးဘူးဆိုတာအဲ့ဒါကိုပြောချင်တာနော်ဆိုတော့မတန်သေးလို့လည်းဖြစ်ကောင်းဖြစ်မယ်တချို့ကျတော့လည်းတန်နေပြီဒါပေမဲ့ခုနသူ့ရဲ့ ownership ကြောင့်ဖြစ်နိုင်တာပေါ့နော်သူဒီအရင်ခုနကကျွန်တော်တို့ပြောတဲ့ဒီmicro management လုပ်ရတာကြိုက်တယ်ဒါမို့လည်းလုံးဝသူဒီဝင်မပါဘူးဖြစ်ချင်ဖြစ်ဆိုတော့လွဲထားတဲ့လုပ်ငန်းတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမို့လည်းဒီ founder syndrome လို့ခေါ်တဲ့ဒီလုပ်ငန်းရှင်ကနေပြီးတော့မှသူဝင်ပါလိုက်ရမှကျင့်တဲ့အဲ့ဒီခုနပြောလို့ပေါ့နော် controlling ကိုသူကိုယ်တိုင်လောက်အောင်မှကျင့်တဲ့ဆိုတဲ့ interview တွေကြောင့်လည်းသူရဲ့ behavior ကြောင့် attitude ကြောင့်လည်းဖြစ်နိုင်တာပေါ့နော်အဲ့ဒီကြောင့်လည်းခုနစံသတ်မှတ်ချက်တွေနဲ့သတ်မှတ်ပြီးတော့မှ decentralize သွားမယ်ကိစ္စကိုမသွားဘဲနဲ့သူ့ရဲ့ control အောက်မှာတာလင်အများတန်းရှိနေရမယ်ဆိုတော့ပုံစံမျိုးလည်းဖြစ်နိုင်တာပေါ့ဆိုတော့ scenario ကတော့ဘာမှမဆိုဖြစ်နိုင်တာပေါ့နော်